တရားသိဖို့ပွဲအခမ်းအနားအစီအစဉ်စတင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ကျင်းပမယ့်အခမ်းအနားအစီအစဉ်ကတော့ပထမဦးစွာနမောတတ္တ3ချိန်ကျင်းပပြီးတော့အခမ်းအနားဖွင့်လှစ်မှာဖြစ်ပါတယ်နောက်နမောအခမ်းအနားဖွင့်လှစ်ပြီးတဲ့နောက်မှာပြည်သားများထံမှာဆရာတော်ပစ္စယနာထံမှာ၅ပါးသီလအခမ်းအနားစတင်ကြမှာဖြစ်ပါတယ်ကျွန်တော်တို့သီလယူပြီးတဲ့အခါမှာတော့သံဃာတော်များမှဥဆောင်ရေးပြည်သားများအားလုံးပါဝင်မေတ္တာတော်ပဋ္ဌာန်းပစ္စယုတ်ဒေတာ24ပစ္စည်းနဲ့ပစ္စယုတ်မိဒေတာပါဠိတော်များကိုရွတ်ဖတ်ပူဇော်ကြဖို့ဖြစ်ပါတယ်။နောက်ကျွန်တော်တို့မေတ္တာတော်ပဋ္ဌာန်းကြားရွတ်ပွားပြီးတဲ့အခါမှာကျတော့ဆရာတော်ထံမှာရေစက်ချအနုမောဒရာတရားနာကြားကြဖို့ဖြစ်ပါတယ်။သမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဩဃာတကာယကမစိကမနောကသဗ္ဗဒောသအသိဉ္သောဤတို့ကိုရောက်ပါစေခြင်းပြုလို့ငါပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဘုရားယရနာဘုရားယရနာသံဃာယရနာယရနာမြတ်သုံးပါးတို့၏မိဘဆရာသမားတို့အားလူသေးကံတို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ပူမြော်မှန်လျှော့တော်ပါ၏ရှင်ဘုရားသဗ္ဗေတိယဝိဝဇံတုသောကောရောကိုဝိနတံတုမာတိဘဝံတန္တရာယဒုက္ခိတိကာယုဂဘဝအဘိဝါဒနာတိလိတ္တနေဇံဝုဒ္ဓပစာယိနောသတ္တရောဓမ္မဝုဒ္ဓံတိအာယုဝနောဒုက္ခံပလံဟူ၍ကျမ်းဂန်ပါဠိလာရှိသည်နှလျောညီစွာရှိခိုးခြင်းဤတရားမျက်နှုတ်ခြင်းဤတရားအယုဒိပြုခြင်းဤတရားဖြစ်တော်မူသောဘုရားဆရှိသောယရဏမြတ်သုံးပါးတို့အားယုဒိမျက်နှုတ်လက်စုံမိုး၍ရှိခိုးပူဇော်ဖူးမြုံမှန်ရှုကတို့ကြသောတက္ကိစ္စဂါရဝပနာမကုသိုလ်ကံစေရနာတို့ကြောင့်၎င်းယနေ့ယခုသုဝနာသင်္ကီမိုးကုတ်ဥပဒနာဓမ္မယိတာကျောင်းပွင့်ပွဲကြီးတွင်ဘုရားမှုရှိသောသံဃာတော်ရှင်မြတ်တို့နှင့်တကွပြိဿအပေါင်းတို့အားမွန်မြတ်သောဆွမ်းခဲပွဲဘောဇဉ်အာဟာရရှိုခြင်းရတာအဖျားဖျားတို့ဖြင့်ဆက်ကလူတိုင်းအားယင်းဒီဟုသောဒါနကုသိုလ်ကံစေရနာတို့နှင့်တကွဝတ္ထုပစ္စည်းအမျိုးမျိုးတို့ကိုလှူဒါန်းပူဇော်အားယင်းဒီဟုသောဒါနကုသိုလ်ကံစေရနာတို့ကြောင့်မိမိတို့၏ကာဏ၌ဖြစ်စေဖြစ်လက်တံရောက်စေရောက်လက်တံဖြစ်သောဘေဥပအန္တရာယ်ရန်စွဲဟူသည်မြအပေါင်းတို့သည်မကမရောက်ကင်းပြောက်ကြ၍ကောင်းကျိုးချမ်းသာအဖျားဖျားတို့သည်တနေ့တခြားတိုးပွားကြပြီလျင်မရရှိသေးသောစီစဉ်ဥစ္စာယာတုဌာနန္တရအစရှိသည်တို့ကိုရရှိခြင်းရရှိပြီးသောစီစဉ်ဥစ္စာယာတုဌာနန္တရအစရှိသည်တို့သည်အကျိတ်ခဲအမြဲတည်ခြင်းမပြုလို့ရအာမထုတ်ရသေးသောဒါနသီလဘာဝနာတို့ကိုပြုလုပ်အားထုတ်နိုင်ခြင်းဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တော်အခါတုန်းက
Anatapin the table. Anatapin the Tajia, Zero and John Egu, Salo, the Gala, Ludo. Those Salo, Ludan at John Ojima. Ayagoro Miyagi live at the Denton there. Shendari Budrado, Shimagalando, the Denton no Mujade. Tuma the Valley, Tin Shade Pogudio, Machine, Matin Shade Pogudio, that the Denton no Mujade. The Denton no Mude, so that a movement Mame, Delu, and Nija Tanyala Mopa. Priya di Tadana, Town or Tanya Nina Pogudia. Oh, Satin Jade, Sasha Bijade, Eda, Priya di Lugu, Loni Jada. Padibadi down or time and I book with Jado, dear Tanjani, dear Sude, dear Majade, at a happen at the logo, lonely double. At the look, rather not down you, Holy John you, and me you be the gala. Rather not look to go lonely yada, 2 years, Miado. Another being John Gajima. 2 John go yop dan, or Emma Dango, 1 yop, 1 that. Oh, I saw a Ludan had John Gia, Imitan Ladanado to a Jumiara Bay. Ladanado, my Imitango, a Jumiara Bay, Ladana, one that she handled Mabima Basanya, Ladanet. At the loom, as me well, don't so be the gala, Ladana, a logo, Lone and Jada, I go 2 months, 2 years, Miado. Another being the Tajia, then new, John Tonko Yoga, and then my car, nearly the car, Yanni the car. Other look, John Tongo, Yode Soda. Yoden, lay to my Taradia to Bonnet, Taradia to Piet. Eh, Edido. Bajon Taradia Piet the Lelo Soda. Those solo Ludan had a John Ojigo, and me you be the gala. Yando do Yandia to Aton and Jan. Hayago Gino de Payagadi, Yan Rangado de Gugino de the Gadagamadi. Other Pokudima. Hayago, a jump you be the gala. Boda, we are with look for that. Payago, you should look to Jaya. Tama, we are with that. Langa, we are with that. Kudu, one election. Any jump you and me, you be the gala, ho. Lamination, you jade, oh, Yan Kanjade. Kamu do de Pulo Jade, Dana Kamu de Jade, Tila the Ren, South Jade, Lamata, Bauna, Ubadana, Bavana, Ludu, Pamia going Yanni do. Era de had Jonagama, a same Maja, Teleza, Kudu de Panida, that same time, Tapo, Lovade. Eh, John Ludane, so that same time, Yapan. I do deep young or solo Ludane, another with the tea, the whole truth. Dawdin la Yama Dokida Nimanereti, Dokida Bon Yoba. Dokida Bomani, Pitagala. Lubon, our team, you 2 years, John O. You, Chile. Eddie Nabiga, ne, Bidole, Chida, Babe. Nabiga, ne, Bidagala, Chile, Dole, 2 John O. Mafia, Goromia, Gina, Doga, Sindaripo, Dorado, Simogolando. Asashi, the Yahano, do ye, the Denton Munijada. 2 years, Miado, Emma Dango, 1 year, Emma Dango, Kudo, the Pony. And the Mimidoma, Yimanja de Puta, Pitagala, Josa Jada, Kamat, Ladana, you long angle, so many days, or I go Mimido, Seki, my tabo, Lovale. Do Damina Bogum Hobu. Do Dadana, you long and we go, so many jade, Dadana, long and we go do, look and jade. At the look, Dadana, you long and go, look and Kama, number teacher, go the out Galebe, go the out him, a few nights the look, Tunya Halebe, Tunya the out here, a few nights. No, that Babo Suraga, that's a knee, Seta, Tuni Jabu, Lovade. Yoda Jabu, Lovade, 2 years, Gondeka, got Yodi Lizabu, Lovade. At the look, a lane at Pitagala. Say she's Zoeda, Dinica, so that the Sierra Piagina, so much target in Denko, yeah? Sego Shishita Bido, eh, I bet that new man so good. He can let a little alone. The word at Gina, that look at some about Lovade.
အဲ့ဒါလို့တိခဏနေလို့ဆိုတာဘယ်ပေါ်မှာတိခဏရမှာတော့အပြောအဆိုအနေနဲ့ဟောပြောဆိုလာရင်တိခဏရမှာပဲအဲ့ဒါအမတန်မှအရေးကြီးပါတယ်အဲ့ဒါလို့တိခဏနဲ့စိတ်မျိုးမရှိဘူးဆိုလို့ရှိရင်တရားနဲ့တရားကတော့ကစားဒါလို့ဖြစ်လာပြီဆိုလို့ရှိရင်ပေါ့လုပ်ငန်းဟာမကောင်းတော့ဘူးလောက်ကဆောင်ရတာရတာဟာလည်းပဲခကြီးမတွင်တော့ဘူးခကြီးမပေါက်တော့ခကြီးမရောက်တော့အဲ့ဒါကြောင့်နံပါတ်1အချက်ကဒါတိခံဖို့ဆိုတာတိခံနိုင်တဲ့စွမ်းရည်တတ်ဒီကိုယ်တန်ထဲမှာရှိလာဖို့ကဘာလိုအပ်တယ်လဲလို့ဆိုတော့မေတ္တာတရားထားရမယ်ကြီးတဲ့ပုဂ္ဂိုလ်အသက်ရွယ်ကြီးရင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲအသက်ရွယ်ကြီးရင်တဲ့အလျောက်ငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲငယ်ရွယ်တဲ့အလျောက်ပေါ့တူနဲ့တူဂါရဝနိဝါဒအစရှိတဲ့ဖြစ်ပေါ့အဲ့ဒါလို့ဘုရားဟောတဲ့ဒေသနာတော်တဲ့မိမိတို့ကြင်ကြံပြုမှုနေထိုင်သွားကြမယ်ဆိုလို့ရှိရင်မေတ္တာတရားထားလို့ရပါတယ်မေတ္တာရှိရင်သိခံလို့ရပါတယ်မေတ္တာမရှိရင်ဒါသိခံလို့မရနိုင်တော့ဘူးအဲ့ဒါကြောင့်ဘုန်းကြီးတို့အားလုံးဒီကနေ့တွားရောက်လာကြတဲ့တရားဓမ္မတွေဟောဒီကြောင့်ပြည့်မြောက်ဖို့အတွက်ပေါ့ဗျာလန္ဒန်မြို့ဆိုတာကမိမိတို့ယခုမြန်မာနိုင်ငံကလာကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တော့ဒါဧည့်သည်သဘောနဲ့နေကြရတာပါဘုန်းကြီးတို့ကအစဖို့အားလုံးပေါ့သို့တော်လည်းပဲမိမိတို့ဟောဒီလန္ဒန်မြို့ကြီးမှာမိမိတို့ရာသက်ပံယုံကြည်ကြနေသည်ဖြစ်စီမနေသည်ဖြစ်စီနေနိုင်သည်ဖြစ်စီမနေနိုင်သည်ဖြစ်စီမိမိတို့မနေနိုင်ပေမဲ့နေနိုင်တဲ့ပုဂ္ဂိုလ်တွေနေထိုင်နိုင်တဲ့ပုဂ္ဂိုလ်တွေမှာဘုရားသာသနာယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတကားလားဟောကိုယ့်ရဲ့မြန်မာလူမျိုးတွေကိုယ့်ရဲ့ဗုဒ္ဓသာသနာတော်ကြီးကိုဗုဒ္ဓယဉ်ကျေးမှုတွေကိုမမေ့မပြောက်ဖို့ဒါဒုရည်သူရည်အစရှိတဲ့ပြင်ပေါ့ဗျာအဲ့ဒါလို့ဆောင်ရွက်တဲ့အခါမှာစိတ်ချမ်းသာတာနဲ့ဒါဆောင်ရွက်နိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်ကိုပထမဘုန်းကြီးတို့ထားပါတယ်ဒုတိယအချက်ကတော့ဒီကမိမိတို့ကဆောင်ရွက်နိုင်တဲ့စွမ်းအားအကြိမ်များရှိမယ်ဆိုလို့ရှိရင်ပေါ့ကဘာနဲ့အဝန်းပေါ့ဗျာဘယ်လူမျိုးဘယ်ဘာသာမျိုးမဆိုဘူးပေါ့ဘယ်ဘာသာဝင်ဖြစ်ဟောဒီဗုဒ္ဓတရားတော်အပေါ်မှာယုံကြည်သက်ဝင်ပြီးတကားလားတရားနာကျင်ကြတယ်တရားအထုတ်ကျင်ကြတယ်ဆိုလို့ရှိရင်အဲ့ဒီတရားနာကျင်တရားအထုတ်ရှင်တဲ့ပုဂ္ဂိုလ်တွေအတွက်လည်းပဲစွန့်နိုင်ရင်စွန့်နိုင်သလောက်ပฏิပတ်တိပရိယတိပฏิပတ်တိလုပ်ငန်းတွေဒါဆောင်ရွက်ဖို့နံပါတ်1အချက်ကဖြင့်ကိုယ့်ရဲ့မြန်မာနိုင်ငံကတွားရောက်လာရတဲ့ပုဂ္ဂိုလ်တွေဖို့တာရေးနာရေးကအစဒုရည်သူရည်အစရှိတဲ့ဖြင့်ပေါ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေကိုမိမိတို့နိုင်ငံသားတွေပေါ့အဲ့ဒါလိုတရားဓမ္မတွေကိုကြိုးစားအထောက်နိုင်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်အပိုင်းနှစ်ပိုင်းကိုခွဲခြားပြီးတကားလားအဲ့ဒါလိုနှစ်ပိုင်းတို့တင်ပထမနံပါတ်1အချက်ပထမအပိုင်းကတော့ဘုန်းကြီးတို့ကျောင်းတည်တံ့ဖို့ကျောင်းဖြစ်မြောက်ဖို့ကျောင်းခိုင်ခိုင်မာမာဖြစ်ဖို့ဒါအရေးကြီးပါတယ်အဲ့ဒါလိုကျောင်းတည်တံ့ခိုင်မာပြီးတကားလားကျောင်းတည်တံ့နဲ့ဖြစ်သွားပြီဆိုတဲ့အခါကျတော့ခုနကသာရေးနာရေးကအစပေါ့ဗျာဗုဒ္ဓသာသနာတော်နဲ့ပတ်သက်လာရင်ဘာသာရေးအလျောက်မိမိတို့ဆောင်ရွက်တဲ့တာဆောင်ရွက်နိုင်တာကိုအလုံးဆောင်ရွက်ပြီးတော့ဒီလောက်တင်ရည်ရွယ်ချက်မရက်ပါနဲ့ဟုတ်နိုင်ငံသားတွေအားလုံးတရားနာနိုင်ဖို့တရားအထောက်နိုင်ဖို့အဲ့ဒီအဆင့်ထိပေါ့အဲ့ဒါလို့ကြိုးစားသွားကြမယ်ဆိုလို့ရှိရင်ဖြင့်ဘုရားရဲ့လောကထစရိယလောကအတွက်ဘုရားကိုယ်တော်မြတ်ကြီးဟာကြင်ကြံကြိုးကိုအထောက်တော်မူခဲ့တယ်လို့ပေါ့မိမိတို့ဟာလည်းပဲဘယ်လူမျိုးဘယ်ဘာသာဘယ်တိုင်းပြည်အတွက်မဟုတ်တော့ဒီလောကလုံးမှာရှိနေတဲ့လူတွေနဲ့တွေအားလုံးသောပုဂ္ဂိုလ်တွေအတွက်အကျိုးများအောင်ဆောင်ရွက်ကြမဲ့ပုဂ္ဂိုလ်တွေဖြစ်လေသောကြောင့်မိမိတို့မှာအမတန်ကိုဒါကျေးဇူးများပါတယ်အဲ့ဒါကြောင့်ဘုန်းကြီးတိုက်တွန်းလို့ဒါကဖြင့်ဘုရားကိုယ်တော်မြတ်ကြီးရဲ့သာသနာမှာဗိမေသာရမင်းတရားကြီးကအစပေါ့နောက်ဆုံးတော့ဘုန်းကြီးတို့မန္တလေးဟိုမင်းတို့မင်းကြီးလက်ထက်မင်းတို့မင်းတရားကြီးကအ
အဆုံးထိပေါ့ဗျာအဲ့ဒါလို့ရှင်မင်းတွေကိုကြည့်လိုက်တဲ့အခါကျတော့အတိသတိလောကဘက်ကကြည့်လိုက်တဲ့အခါအနာထပိသတိတို့အစရှိတာဒီဘုန်းကြီးတို့နိုင်ငံမှာလည်းပဲတန်းနိုင်သလိုအဲ့ဒါလို့ဆောင်ရွက်လာခဲ့ကြတဲ့သူတို့ကောင်းတို့အစင်းအလားဆောင်ရွက်လာခဲ့တဲ့လုပ်ငန်းကြီးတစ်ခုဟာဒီကနေ့စနေပါပြီမိမိတို့ပါဝင်ပြီးတော့ဆောင်ရွက်ကြဖို့ပါပဲအဲ့ဒါလို့ပါဝင်ပြီးတကလားဆောင်ရွက်တဲ့အခါမှာလည်းပဲမပင်မပန်းစေရဘူးပေါ့ဒါကြီးအတွက်တကယ်ကိုပဲဝန်တော့ဝင်ဖို့ကြီးမဖြစ်စေရဘူးပေါ့တတ်နိုင်သလောက်တတ်နိုင်တဲ့နေရာကတတ်နိုင်သလိုကာယအားညာနာအားပစ္စယအားတို့ဖြင့်ဒါလို့ဆောင်ရွက်ပြီးတကလားစီမံသွားကြမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့သာသနာတော်အတွက်ဆောင်ရွက်နေရတာမို့လို့အားလုံးအကျိုးများပါတယ်အကျိုးရှိပါတယ်ဆိုတာကိုတိုက်တွန်းရင်းနဲ့အားလုံးသာဓုခေါ်လိုက်ကြပါတတိတော်တို့သည်ယနေ့ယခုပြုလုပ်လှူဒန်းရသောကုသိုလ်ကံကို၎င်းထိုကုသိုလ်ကံဤအကျိုးပေးကို၎င်းယုံကြည်သောအသိဉာဏ်ဖြင့်တပည့်တော်တို့ဤကာယညာနာအာနဝတို့ဖြင့်ရှာဖွေရရှိအပ်သောဝိထုပစ္စည်းတို့အထဲမှအတိသမ္မပញ្จကသုဝနသိင်္ဂီဘုဂဝိပဿနာဓမ္မယိတာကျောင်းတော်ကြီးဖွင့်ပွဲအတွက်ပင်ဖိတ်၍ရောက်ရှိလာကြကုန်သောသံဃာတော်ရှင်မြတ်တို့နှင့်တကွလူပရိသတ်အပေါင်းတို့အားမွန်မြတ်သောဆုံးခဲ့ပွဲဘောဇင်အာဟာရဆိုခြင်းအရသာဖြာတို့နှင့်တကွဝိထုကျေးငွေတို့ကိုသာသနာတော်၌အကျိုးများစေရန်အသုံးပြုနိုင်စေရန်စေတနာသုံးတန်ပြဋ္ဌာန်း၍အရှင်ဘုရားတို့၏ရှေ့မှောက်၌ရေစက်သွန်းချလူဒန်းကြပါကုန်၏အရှင်မြတ်တို့ဘုရားဤသို့လူဒန်းရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပရိတ္တရားကျောင်းအမများနှင့်တကွအားလုံးသောတရားနာပရိသတ်အပေါင်းသူတို့ကောင်းတို့အား၎င်းယခု
ဘဝ ယခုဘဝ ရှိဘဝ ရှိဘဝ ဘဝများစွာ ဘဝများစွာ သန္တရာက တန္တရာက ဒေါ်ဆက်လာရသော သောဆက်လာရသော မိခင်ဖခင် မိခင်ဖခင် ဆရာသခင် ဆရာသခင် ယေရှုရှင်အပေါင်းတို့အား၎င်း ယေရှုရှင်ပေါင်းတို့အား၎င်း ကိုယ်ကိုစောင့်ကြ ကိုယ်ကိုဆောင်ချက် ကိုယ်ဆောင်နှံ့ ကိုယ်ဆောင်နှင့် အိမ်ကိုစောင့်ကြ အိမ်ကိုဆောင်ချက် အိမ်ဆောင်နှံ့ အိမ်ဆောင်နှင့် ကျောင်းကိုစောင့်ကြ ကျောင်းကိုဆောင်ချက် ကျောင်းဆောင်နှံ့မှစ ကျောင်း ၍ ဆောင်နှင့်မှစ၍ အားလုံးသော အားလုံးသော ပုဂ္ဂိုလ်အပေါင်းတို့အား ပုဂ္ဂိုလ်ပေါင်းတို့အား ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့နှင့် ထပ်တူထပ်မြတ် ထပ်တူထပ်မြတ် အမြရကြလေအောင် မြတ်ရကြလေအောင် ကျွန်ုပ်တို့က ကျွန်ုပ်တို့ကအ မြပေးဝေပါကုန်၏ မြတ်ပေးဝေပါကုန်၏ မြပေးဝေပါကုန် မြတ်ပေးဝေပါကုန်၏ မြရကြ မြတ်ရကြ ၏ကိုယ်စိတ်နှဖျား ကိုယ်စိတ်နှပြ ချမ်းသာကြသည် ချမ်းသာကြသည် ဝမ်းသာကြသည် ဝမ်းသာကြသည် ဖြစ်ကြပါစေကုန်လော ဖြစ်ကြပါစေကုန်သော အားလုံး အားလုံးကြာကြသမျှအမြတ်အမြတ်အမြတ်ရောမူကြပါကုန်သောအာသာအားလုံးကြာကြသမျှအမြတ်အမြတ်အမြတ်ရောမူကြပါကုန်သောအာသာအားလုံးကြာကြသမျှအမြတ်အမြတ်အမြတ်ရောမူကြပါကုန်သောအာသာဓု ကျွန်တော်တို့ဗုဒ္ဓသာသနာစီရန်တိတ်တုသုံးကြိမ်ပြုပွားပြီးတော့အခါနာရုပ်သိမ်းမှုဖြစ်ပါတယ်။ဒါအားလုံးကြီးရာစွာဖြင့်အခါနာရုပ်သိမ်းကြပါစို့။ဗုဒ္ဓ ဗုဒ္ဓသာသနာစီရန်တိတ်တုဗုဒ္ဓသာသနာစီရန်တိတ်တုဗုဒ္ဓသာသနာစီရန်တိတ်တုသာ